ya nuju jini ngapa wa mthaya hu ngapa wa mthaya hu tani ni ba chi le we ko be ta si ma ta hu we ni ne na ya la ta hu sa cha ma ko le ni le we ni ba chi le ya le ko sa ma ho we ni ne na le ta hu ni na ne ya le ko so da we ni bi ju cha mo kai sa ni na lo cha ma mo we ni lo shi ni sit down ni na ka na ma ni to ka sa ba laนี่แกจีဆိုတော့ဘယ်တော့လဲမင်းချမ်းဖို့ဒီသိနေကြမှာညာတူရဲ့ကစားရရင်တော့ပြုံးကြတယ်။ဒါလေကျော်လေကျုံးကမှာဒီကစားဖို့သွားမယ်နော်။ဒီစိတ်အေးရလားဟုတ်။အိုးငါသားသွားမှာတော့သွားနေမှာသားရဲ့။နေရလို့ရှင်ပြောင်းစေစီအမေကြီးရဲ့သားနဲ့မြင့်ကြောင်လာပြီ။သွားတာသွားမှာသားရဲ့။นี่นี่အတွက်လူ့ကျူးကျွေးနေတဲ့ကျဲမာရင်းနဲ့တိုင်းကိုလာတတိယပေါ့ဟဲ့ငါတတိယပါလေအမိရဲ့ငါစိတ်မကောင်းပါဘူးအမိရဲ့စိတ်ကောင်းနေရစီအမိရဲ့ဟောဘုမပြောရဆိုရင်နေ့နဲ့တိုင်းလာနေပြီပြပြလိုက်အောင်ပြပြလိုက်အောင်နေကြတယ်တားတော့လေပြည်လေကန်းကြီးစင်းပြီးတော့ရေကစားအောင်မယ်နော်ရက်မကြပါဘူးတားတပတ်ခါပြန်လာခဲ့ပါမယ်အမေရဲ့တားလူလေးအမေပြောစမ်းမရစီတားရဲ့အမေရလေပြေးစံမျိုးကိုကျွေးလာကြီးဆိုတဲ့တရားဖြစ်ပါရဲ့ဒါပေမဲ့လေအမေကကဲပြစ်ချင်တနာရုံမို့အမတ်ပတ်ကြလူမမနဲ့ဘဝတွေလို့အတိတ်မြင်ရှိရဲ့မိပရိရဲ့မိပနဲ့မြင်မိတာရဲ့ကိုယ်တိုင်းရှင်မငါသားတော်နဲ့လာလေမပြောင်းနိုင်ဘူးလို့အမေပြောပြရစီကိုယ်တိုင်းအမေမလေးငါသားအတွက်မျက်ချီမပြောင်းဝိကိပဲကြည့်ရတယ်လေအထက်ထက်စဉ်းစားပြီးငါသားလေးဘလူတော့ဘလူစားဘလူပြောလို့ဆိုရင်မတုံ့ပြန်နိုင်တဲ့ဘဝတွေလို့ငါသားလေးမတော်ပါနဲ့ဆိုတော့လေအမိကြီးနေတားပြရစီတာရဲ့အိုးအမေရလေးရှိတကမျိုးမျိုးလို့ကျူတဲ့ကျူရဲ့မိခင်ရဲ့ဒီလေစီတကနာအခတ်ဘူးအောင်ကြာနေဘယ်လို့ဘယ်နဲ့ငူရလဲအမေရဲ့ဟဲလူလေးဒီလိုလို့ကျွေးနေတဲ့ကျွေးမိကြီးဟာသူမျက်ရည်တွေဝဲပြီးတော့ပင်လေကက်ဆက်ကိုသွားချင်လို့ထင်တယ်ဝေးဒီမသွားရင်မဖြစ်ဘူးလားဝေးအေးပေါ့လေဒီတော့ပေါ့ဝေးငိုးကြော်တော့နေလို့မဖြစ်ဘူးဝေးအမြင်ပြန်ရဝေးလူလေးရဲ့အမြင်ပြန်ငါမသွားရင်မဖြစ်ဘူးအမေရဲ့ပြင်လေကဲဆက်ပါလေရှိကစားတင်တာကြားလာပြီအမေရဲ့ငါ့ကိုခွင့်လို့ကြပါနော်ငါ့ကိုခွင့်လို့ကြပါငါအချိန်ကောင်းကောင်းလေးလေတပတ်ခါမနဲ့နေမဆောင်ဘူးငါပြင်ခဲ့ပါမယ်အမေရဲ့အမေတို့ရဲ့ကိုလေငါရှက်ကူးနေပါလေနော်အတဘုံမမင်းသားလေးပြင်နေကန်းဆက်စီလို့ဒီကစားသွားတဲ့အချိန်ခါကမြတ်မှာဖြစ်တယ်အမလေးလာတယ်ပြီပြလာတယ်ပြီပြပြင်နေကဲချင်ဘုံတော်တစ်ခါကဘုံရဲ့မြင်ကြီးစီးလာခဲ့တဲ့ဒီကုန်းမိန်လေးအချိန်ဝါကြီးတဲ့နမုတ်မိန်ကလေးလေးကျွန်တော်မှနမုတ်မိန်ကလေးမြစ်ဆောင်တဲ့တမီးရေလိုင်းကြီးကိုစီးပြီးတော့ပင်လေတမုတ်ကြီးအလယ်ကနေမာရီလို့စုပ်တီရမလားထွက်ပြေးလာခဲ့ရတယ်ဗျာမြစ်ဆောင်တဲ့တမီးဆိုလို့ဒီလာရသဘူပါဗျာဘွေတော်မှာဒီလွှမ်းမောပြီးတော့အ
ပြည့်ကြီးပြည့်တဲ့တောင်ကိုကျလို့လည်းမဟုတ်ဘူးနေမှာလေရှင်လေးညောပါတော့မှအမှတ်ပဲအဲ့ဒီနှစ်သမီးနာမည်သိလို့ဟိုးတော်နဲ့ကြီးတဲ့ကိုထွက်ပြီးလာတာအမှတ်ပဲအလိုသွားရင်းနဲ့ကြအကျင့်မကုတော့ရဘူးဟာလို့အမိတ်နိုင်တက်လာတဲ့ဒီလိုလိုဘယ်လိုတန်းစိတ်နိုင်လဲတားစီနိုင်တဲ့လူရှားမှာကျွန်တော်တို့ကျွန်တော်မမှုကလေးကြီးတယ်မျိုးမှာအလိုဟန်ကြဘူးဟိုးအရှိစီကတခါခုံလိုက်ရင်အတုံး50လောက်နဲ့ဒီစက်နဲ့လူယောက်ျားပါလားဟေးသူကလာတော့ယောက်ျားမြတ်တင်ကျွန်တော်ကိုခဏလောက်ရက်ဆိုင်တော့မပါဘူးနော်โอ้นี่มันดูแลเฮ้งาต้อนเลยพี่တို့ဘာကြောင့်တားဆီးရတာလဲတီးခံတော်မူပါကျွန်ုပ်ဒီသကူအဋ္ဌိပတ်နေပါတော့နမှုပင်ဆောင်ရဖြစ်ပါတယ်ရေဆောင်နှစ်သမီးရဲ့ရေတိုင်းများကိုအတင်ယောက်ျားမြတ်တားဆီးဖေရှားနိုင်ကြောင်းငါတို့လက်တွေပါများသိပါတယ်ငါတို့လူသဘောတွေတော့လက်တွေဒီပေါ်နေဘူးလိုက်တယ်နဲ့မပြည့်စည်ဘူးပင်နေနဲ့သမီးစီသွားပြီးတော့ဒီကားလို့ပြီးပါလားယောက်ျားပြတ်ခင်ဗျာကောင်းပါပြီတေလို့လက်တွေပါများနေတော့ဒီလေသမုတ်တရားကဲ့ကြီးမှာနေထိုင်ကြသူအပေါင်းတို့အားရေလိုင်းကြောင့်ရောပါမတိုင်းအောင်ကျွန်တော်တားဆီးလို့ရမယ်စိတ်ချပါနမှုတွေနဲ့ဗျာမိဂလာနဲ့သမီးခင်ဗျာကျွန်တော်တင့်ကိုမေးလို့ရရှိတဲ့အတွက်ကြောင့်ယခုကိုချက်ချင်းတွေ့၍ကိုထင်ပြစေအတ္တကောင်မခဏစံအတားမင်းသားဆိုတဲ့အတ္တကောင်မလူစိုးလုံးကြီးလို့မို့ရေလိုက်ရတာပြီးရေစားတာတေးကြီးတကောတိကျပေးတာဟောအတ္တကောင်မရဲ့မြစ်ဆောင်တဲ့သမီးမင်္ဂလာရဲ့ဟဲ့ဒီလိုက်မကြတတ်ပြီးအာကာရခွေပြင်ကငါရောင်စင်တစ်ခါပြလိုက်တယ်မကြပဲခဏနဲ့မြင်စေအလိုတင်မတူလေဟဲ့ကျွန်တော်မြစ်ဆောင်တဲ့သမီးမိခလာလေးအတောက်ကမှရဲ့အလိုတင်ဘာကြောင့်လောက်ချက်တာလဲနဲ့သမီးခေါ်အားကြီးမရဲ့မောင်ကြီးရဲ့ညံစားပြုတ်လာခဲ့ရလားမောင်ကြီးရဲ့လက်သမီးတင်ပြီးရက်ဆက်ပြီးတော့ကျွန်တော်ဒီရက်ဆက်သူမဟုတ်ပါပျော်မြူးတဲ့သူကဖြစ်ပါလေပြင်ပြကျွန်တော်ဒီပျော်မြူးဝေယလောင်းကစားပြီးပြကြပါစို့အမောင်စားရှင်အမောင်လက်သမီးပြင်အဘယ်အလောင်းစားကိုပြလို့ပါသမီးကျွန်တော်လည်းပြီးညီငွေလိုပါတစ်ဖြစ်ပျော်ပြီးပျော်တာကစားလိုပါလေကြကြကစားလေးကိုသာပြောရတော့မတမကျွန်တော်ကစားဒီမှာအပင်လူတွေဒီယနေ့ရေတော်နေမှာဒီရဲ့အမိထောင်ရအောင်စက်တာဆောင်ကျင်းပေးရပါမည်ရအောင်ဆောင်ကျင်းပေးနိုင်တာကကျွန်တော်ဒီဤမြင့်ဝပင်လေတို့တင်ရီကစားတဲ့အခါနောက်တစ်ခါမလာတော့ပါအပင်လူတွေဆောင်ကျင်းမပေးနိုင်တာကသဘူရဲ့ရွှေစင်
တကယ်ရီဟူသောရွှေစင်တစ်ချက်သားငါအားရှာဖွေသိအပ်ပါလို့ကောင်းလာပါပြီနဲ့တမီးအပြင်လိုရှိသောဘယ်ရည်လေးတစ်ထောင်ကိုမိမဝင်နေရစီခြင်းဟာနာပေးစမ်းပါတော့ဘူးရှုံးပါပါပြီ။ဒီအလိုရှိရတာခိုင်းနေပါတော့လက်သမီးရေ။ဒီကျွန်တော်ခိုင်းရမှာကပတ်ကြီးရေရဲ့ကျွဲတော်ဝါကြီးရဲ့ဥမန်းထိတ်ဝင်မှာရှိနေတဲ့စပူရဲ့ရွှေစင်ကိုမတွေ့ရင်ဆက်တာလိုပါလေ။လေကိုပြတ်အရတက်ပြီးအမတ်တရားမလို့အမြဲရှိလို့ပြီးလာတော့အမှန်လို့လေ။ကြီးရဲ့ကျွဲတော်ဝါရီမှာရှိတဲ့စပူရရှိဟုတ်လားစပူရရှိကျိုးချင်တဲ့လူကလည်းကျွဲတော်ဝါကြီးများမှာရှိတဲ့စပူရရှိကိုလိုက်ရရှာဖွေတာတော့မယ်အောင်လေနာလူပြေဝဲမှာရှုပ်သွားလို့စပူရရှိကိုရှိတဲ့ကျွဲကောင်ငါလူချင်းအောင်လေငါတို့ကျွဲချင်နေမှာရှိတဲ့ကျွဲ900လေးကစပူရရှိကိန်းအောင်နေတဲ့ကျွဲကောင်းကြီးကိုငါ့ကိုဝိုင်းပြီးတော့ရှာပြီးပါဦးငါသားကြီးလေရှင်တို့ကိုစစ်လို့မမျက်နှာညူရလားငါသားရဲ့
လို့ငါတာဒီဆိုရမအောင်တာလေးရဲ့မရှိဘူးအောင်မလို့မရှိဘူးပါအော်ဘူးတော့ဒီရဲ့ခဏခဏနဲ့တာလေးရဲ့ငါအပြစ်လားမလားစေသူတို့ဘလာကြည့်ဘူးမင်းရဲ့ကျွန်တော်ဘလာကြည့်တာမင်းမတရားဒါလည်းမချအမေနာကိုလည်းမကတ်အစ်စ်တရားကြီးတတိထားပါအောင်မင်းရဲ့တတိအလိုဖေးငါရဲ့ဒီမရှိရဲ့ဒါနဲ့ငါရဲ့အားနဲ့ဒီလိုမျိုးစကူတော့ကိုယ်ရရတော့မယ်ယနေ့ကြည့်အမေကျဲမာကြီးလူတို့ကျွေးရဲ့လူရင်းကြီးတောင်းတယ်စူးရှိဘူးတွေ့ရတယ်လေဘုံကိုဖြတ်အသက်ကိုတက်လို့မြတ်သမီးလူတွေနဲ့ဇူးရရှိရဲ့စက်တာတော့ဒီလိုတော့ဒီအမေတို့အစ်စ်ကြရတယ်လားမေရဲ့မမတားလေးတယ်လေရတာလို့ဒီလိုဇူးရရှိရောက်တော့တာရဲ့ဟုတ်ကဲ့ငါတော့လာရီအမေပြောတွေးပြီးအမေကသိတယ်နော်တားလေးဒီမှာဦးကကျူရတဲ့မရှိတယ်တားလို့ဒီလိုဇူးရှိနေစလားတားလေးငါတားလို့ဒီမှာဆိုအမေရအောင်သိနေမှာတားရဲ့ဒီအမေကိုအမေအိုဘေးအိုဘေးအမေတားလေးတားလေးဒီအမေတားလေးတားလို့ရောတားလေးအမေကလေးမိတဲ့မိုက်ပါလာလို့လေမင်းမိုက်လိုက်တာတားရဲ့ကျေလို့မကြည့်ဘူးကျေတော့ရရတယ်တော့မင်းတို့တားလို့ကျေတော့ပါတော့ကိုအတားတော့မဒီကတော့ဝဲနေလို့ဒီပြေးကြလို့တော့တတ်တော့ပါလားမင်းရှိတဲ့ကိုယ်ကလည်းတားရဲ့ဒီကိုယ်ကမတားနေချစ်ချစ်နဲ့မေချစ်ချစ်နဲ့တားတော့အချားပေါင်းကအချားဆက်လိုက်တော့မင်းချစ်တဲ့တားလေးတားချစ်တဲ့လူလာလေးဒီဘဝဒီချစ်နဲ့ဒီတဲ့ရာဇဝတ်ကိုဒီလိုတားလေးရတားလို့လည်းဇူးရှိနေစမ်းဒီချေဝါတော့ကြည့်လို့မရတာရဲ့မဆန်ပါဘူးဆိုအမေအင်းတော်ကကျောင်းတဲ့ဘာလို့လဲတာရဲ့ငါတို့ကခါကြတယ်ငါအစ်ဆိုရတဲ့ဒီစက်တဲ့တာကိုလို့ရှိအမေတော့ကိုတော့ပြည့်အရာယူတော့အတတော်ပါဒီလိုတော့ပါဦးလို့ဒီလိုတော့ပါဦးဘာလို့ဒီပါဦးတော့ပြင်စေလို့ဤပါလေဇန်ဘီကိုလည်းတစ်ခါရှားပါလားတားလို့လို့တားလေးရဲ့စိတ်ကတားလေးရဲ့စိတ်ကောင်တနာရဲ့စိတ်ကြောင့်အမျိုးသစ္စာဆိုနေတာအမျိုးသစ္စာဆိုတယ်မင်းကိုလည်းမပြတ်သေးနဲ့လေအမေသစ္စာလိုက်တယ်လို့ဆိုရင်အမေကတော့အလိုလိုတက်ကြအောင်အမေသစ္စာဆိုမယ်နော်တားလို့ငါအီတာအတောင်းနေနာဒီငါအားတက်လို့စိတ်မရှိပဲအမောင်ပိတ်ယောဂဇီယာမောဟရောက်တက်လို့ချမ်းမှန်စီတော့ငါဤဥပေါင်းဒီငါတိုင်းမတက်တယ်အလိုလိုကြည့်ငါသားအလိုကြောင့်ဖြစ်ပါစေတည်း